စိုးရဆိုတာကျွန်တော်တို့ရဲ့ကျွန်တော်တို့ရဲ့သခင်မဟုတ်ဘူးကျွန်တော်တို့ပေးနေတဲ့ပတ်စံနဲ့သူတို့ကိုလာကပေးပြီးကျွန်တော်တို့မလုပ်ချင်လို့သူတို့ကိုခိုင်းတာကျွန်တော်တို့မအားလို့သူတို့ကိုခိုင်းတာအဲ့တော့ခင်ဗျားတို့စိတ်ထဲမှာလည်းအမြဲတမ်းမှတ်ပြီးပါအစိုးရဆိုတာဟာကျွန်တော်တို့ရဲ့အစီကံပဲကျွန်တော်တို့ရဲ့သခင်မဟုတ်ဘူးကျွန်တော်တို့ကမအားလို့ကိုယ်လုံးနဲ့ကိုယ်ခင်ဗျားတို့ဆိုအိမ်မှာအလုပ်ရှိတယ်ဆရာမလည်းဆရာမအလုပ်မအားလို့အင်ဂျင်နီယာလည်းမအားလို့စသဖြင့်ကိုယ်လုပ်ကိုရှိလို့ကိုယ်အခွန်ဆောင်ပြီးတော့အစိုးရလက်ကပြီးငါတို့မအားလို့မင်းခဏ4နှစ်လောက်လှုပ်ဆန်းကွာဆိုခိုင်းတာဒါပဲဘာမှတွေ့ထူးမဟုတ်ဘူးနောက်4နှစ်5နှစ်လောက်နေလို့ညောင်းသူသွားရင်နောက်တစ်ယောက်လာလိုက်မယ်နောက်တစ်ယောက်ကလည်းဒီလိုပဲလက်ကပေးပြီးခင်ဗျားတို့ကျွန်တော်ခိုင်းကြအောင်ပါပဲအဲ့ဒီအစိုးရရဲ့တာဝန်ပြက်ကွက်မှုနမောက်တုဆိုတဲ့ဆိုင်းဘုတ်ကလေးဒီလူလေးတောင်မြားလေးချိတ်ကိုပါဝင်လေးတာတော့ဗျဘယ်လောက်ကုန်ပါလဲအဲ့ဒါချိတ်မထားတဲ့အတွက်လာသမျှကားတွေကမှား